ဒီကနေ့အခမ်းအနားစီစဉ်မှာကျွန်တော်တို့ချစ်ခင်လေးစားရတဲ့တူနိုင်စိန်ရွှေရတနာလုပ်ငန်းစုကြီးရဲ့ပဲ့ကိုင်ရှင်ကိုတူနိုင်ခင်ဗျာစင်မြတ်ထက်တို့ကြွရောက်၍ဧည့်သည်တော်များအားလုံးကိုအမတ်တရစကားများနဲ့နှုတ်ခွန်းဆက်တာပေးနိုင်ပါရန်လေးစားစွာပန်ကြားဖိတ်ခေါ်ပါရခင်ဗျာโอเคအားလုံးပဲမင်္ဂလာပါဟုတ်ကျွန်တော်နာမည်ကတော့ကိုတူနိုင်ဖြစ်ပါတယ်ဒီတူနိုင်ရတနာလုပ်ငန်းစုကိုစတင်ဦးစီးတည်ထောင်ခဲ့တဲ့သူပေါ့โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့တူနိုင်ရတနာကားကန်ဆယ်မဲဖွင့်ပွဲဟိုတက်ရောက်လာတဲ့သူတွေတော်တော်များများရှိတဲ့အတွက်ပထမဆုံးအနေနဲ့ကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်ခင်ဗျာโอเคကျွန်တော်စောနာတော်ကအဝင်မှာဓာတ်ပုံရိုက်တဲ့အချိန်မှာလေဒါနှုတ်ဆက်ကြတဲ့သူတွေတော်တော်များများကိုတွေ့ရတယ်ဗျအဲ့ဒီမှာအမှန်တိုင်းပြောရင်ဒါကရန်ကုန်မြို့မှာကျင်းပတဲ့ပွဲပြီးရန်ကုန်မှာရှိတဲ့သူတွေလာတာအများအပြားပေါ့ဒါပေမဲ့အဲ့ဒါကဒါကြီးမထူးဆန်းဘူးပေါ့လေဒါပေမဲ့အမျိုးမျိုးနယ်နယ်ကလာကြတဲ့မိတ်ဆွေတွေလည်းတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီခမ်းမထဲမှာရောက်နေတဲ့ထဲမှာရန်ကုန်မြို့မဟုတ်ဖ ೇನೆ တခြားဒီပြမြို့ကပါတဲ့လာတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်ဟုတ်လားโอเคအဲ့ဒါဆိုလို့ရှိရင်ကိုဘယ်မြို့ကလာတယ်ဆိုတာလေးကိုလက်ကလေးထောင်ပြီးတော့ကြတော့မြို့ကိုမြို့နာမည်လေးကိုမိတ်ဆက်ပြလို့ရမလားခင်ဗျာခင်ဗျာပဲလေပသိမ်โอเคပသိမ်လက်ခုပ်တီးပြီးဂုဏ်ပြုလိုက်ကြအောင်ကော့ကရိတ်โอเคကော့ကရိတ်လက်ခုပ်တီးပြီးဂုဏ်ပြုလိုက်ကြအောင်အပြေโอเคလက်ကောက်တီးပြီးကွန်ပျူတာလိုက်ကြအောင်ဟိုးနောက်ကကြံသေးရတဲ့နဲ့ပေါက်ခေါင်းโอเคလက်ကောက်တီးပြီးကွန်ပျူတာလိုက်ကြအောင်ဒီဘက်ချမ်းရောမန္တလေးโอเคလက်ကောက်တီးပြီးကွန်ပျူတာလိုက်ကြအောင်โอเคအောင်လဲရေစချိုးလက်ကောက်တီးပြီးကွန်ပျူတာလိုက်ကြအောင်ပါခင်ဗျာအသေးတော်ဝမ်းတော့ပါလက်ခုပ်တီးပြီးကွန်ပျူတာလည်းပြေးလိုက်ကြအောင်ပါခင်ဗျာโอเคအားလုံးကျေးဇူးအများကြီးတင်ပါတယ်နေပြည်တော်โอเคလက်ခုပ်တီးပြီးကွန်ပျူတာလိုက်ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်စက်မေးမယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဗမာပြည်အနှံ့မျိုးတွေအကုန်ပါမယ်လို့ထင်ပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်မလို့အဝေးကနေလာရောက်ချီးမြှင့်အားပေးတဲ့မိတ်ဆွေတွေအကုန်လုံးကိုကွန်ပျူတာနေတဲ့လက်ခုပ်တန်ခပ်ပြင်းပြင်းလေးနဲ့ထပ်မံအားပေးလိုက်ကြအောင်ပါခင်ဗျာโอเคကျေးဇူးတင်ပါတယ်ဒီအစီအစဉ်လေးစတင်လိုက်တာကအဓိကတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုတော့နံပါတ်1ကျွန်တော်ကြောက်နေလို့ပါဘာဖြစ်လို့လဲဆိုတော့တက်လာတယ်ဟာဒီကောင်ဘာတွေပြောမှလည်းမသိဘူးဆိုတော့မျိုးလုံးစိမ့်ကြီးနဲ့ကြည်နေတော့နည်းနည်းအားလုံးနဲ့ယဉ်ကျေးမှုယူလိုက်တဲ့သဘောပေါ့โอเคအဲ့တော့ကြောင့်မလို့ကျွန်တော်လည်းကြောက်ပါတယ်တခုခုဆိုလို့ရှိရင်လည်းသဘောကျရင်လက်ခုပ်တီးပြီးအားပေးလို့ရပါတယ်โอเคနော်โอเคကျေးဇူးတင်ပါတယ်ကိုရင်လေးโอเคအဲ့တော့ကျွန်တော်နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်းရှိပါတယ်ဒီလိုမျိုးအမျိုးမျိုးအရွယ်ရောက်မိတ်ဆက်ပေးလိုက်ခြင်းအပြင်ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့တူနိုင်ရတနာသည်မြန်မာပြည်အနှံ့မျိုးပေါင်းများစွာမှာနှစ်ချိုက်ချိုက်နဲ့ဝယ်ယူအားပေးနေတဲ့ပြည်သက်မိတ်ဆွေအခိုင်အမာရှိနေပြီဆိုတာကိုကျွန်တော်တို့နောက်ထပ်ဆင့်ပြသပေးလိုက်ခြင်းဖြစ်တယ်လို့လည်းကျွန်တော်တို့ဂုဏ်ယူစာနဲ့ထပ်မံတင်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဒူနိုင်ရတနာတော်တော်များများကတော့ရန်ကုန်မိတ်ဆွေတွေအနေနဲ့ကတော့ဒီတစ်နှစ်နှစ်အတွင်းမှာဒီဒူနိုင်ရတနာကအရန်ကိုပဲအရှိန်ဟုန်ပြင်းပြင်းနဲ့အောင်မြင်လာတယ်လို့မြင်ကြတယ်ဘာကြောင့်လဲမသိဘူးပေါ့တချို့လည်းဂါဂနာနာမသိတဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့အောင်မြင်ရတဲ့လျှို့ဝှက်ချက်ကိုမေးကြတဲ့သူတွေတော်တော်များများရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ဖြေတာတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ထဲမှာယုံကြည်ထားတာတစ်ခုတည်းလေဒီရွှေကြောဆိုတာကရွှေကြောထက်လူကြောကပိုပြီးတော့တန်ဖိုးရှိတယ်တဲ့ရွှေကြောဆိုတာတူးလိုက်ရင်ကုန်သွားတာပါလူကြောဆိုတာကတော့ကောင်းတဲ့င်းကဒီတယောက်ကိုနားကိုစလိုက်ပြီဆိုတာနဲ့အဲ့တယောက်ကပါဇက်ပေါက်ကိုဘယ်တော့မှပိတ်လို့မရတော့ပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီယင်းနှီးမြုပ်နှံမှုငွေကြေးပိုင်ဆိုင်မှုအားဖြင့်
အမြောင်အများနဲ့စတင်ခဲ့တာမဟုတ်ပေမဲ့ကျွန်တော်တို့ရဲ့ယူသားမှုကျွန်တော်တို့ရဲ့မှန်ကန်မှုကျွန်တော်တို့ရဲ့ကြိုးစားမှုကို100%မကအားစိုက်ပြီးလုပ်ထားတယ်အဲ့ချိန်မှာကျွန်တော်တို့နဲ့ဆက်ဆံတဲ့လူတိုင်းဒီတခါဆက်ဆံရာသက်ပံဖြစ်စေရမယ်ဆိုတော့ကျွန်တော်တို့ရဲ့စံပုံးနဲ့အညီဖြစ်အောင်လို့သူတို့ဒီကျွန်တော်တို့ကိုမိသားစုပမာနောက်ဆိုရင်တူနိုင်မှာဝယ်မယ်တူနိုင်မှာဝယ်စိတ်ချမ်းသာရတယ်ဆိုပြီးတော့ကြတော့တဆင့်စကားတဆင့်နာကျွန်တော်တို့ကြော်ညာကပေးကြမလို့ပဲနဲ့ကိုကျွန်တော်တို့အတွက်အမာခံကြော်ညာပေးတဲ့မိတ်ဆွေတွေကြောင့်မလို့ကျွန်တော်တို့ဒီလိုအချိန်တိုအတွင်းမှာအောင်မြင်လာခြင်းဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ရဲ့မိသားစုလိုတန်ဖိုးထားတဲ့မိတ်ဆွေတွေကိုဒီနေ့ခန်းခန်းနာနာဂုဏ်ပြုခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြောင့်ကျွန်တော်တို့အတွက်ရွှေကြောထက်တန်ဖိုးရှိတဲ့လူကြောတွေပိုင်ဆိုင်ခွင့်ရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်โอเคကျွန်တော်တို့ဒီလိုအချိန်တိုအတွင်းအောင်မြင်ဖို့ဆိုတာလည်းအမှန်တိုင်းပြောရင်တော့ကျွန်တော်တယောက်တည်းနဲ့တော့မဖြစ်ပါဘူးကျွန်တော်ဘလောက်ပဲတော်တော်တယောက်လောက်အားစာပဲရှိမှာပေါ့ဟုတ်ပြီနော်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီနေ့ကျေးဇူးတင်စကားပြောကြဖို့အတွက်ကျွန်တော်နောက်ထပ်ကျေးဇူးတင်ရမယ့်သူတယောက်ရှိပါသေးတယ်အဲ့ဒါကတော့ဘာလဲဆိုရင်ကျွန်တော်နဲ့စိုးတူကောင်းဘက်ဘယ်ချိန်ဖြစ်ဖြစ်ကျွန်တော်တို့ပင်ပန်းတွေလည်းအတူတူခံခဲ့ကြတယ်အတိုက်ခိုက်တွေလည်းအတူတူလက်တွဲခဲ့ကြတယ်ဘလို့ခက်ခဲတွေပဲရှိရှိလက်များနဲ့ကြောချင်းကပ်ပြီးတော့အမြဲတမ်းအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ချစ်စနီးလေဒီမို့အတွက်လည်းလက်ခုပ်သံခပ်ပြင်းပြင်းလေးကြားလို့ပါတယ်โอเคအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးနည်းနည်းရရကနေလာပြီးအားပေးကြတဲ့မင်းရင်ဆိုရင်များကိုယင်းနေကနေလိုက်လိုက်လဲလဲကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ကြောက်နေမှာဆိုလို့ဖတ်ထားပေးတာအခွင့်ပြလို့မထင်ပါနဲ့โอเคကျွန်တော်တို့ဒီနေ့အခမ်းအနားမှာကျွန်တော်တို့စီစဉ်တာဒီကားကန်ဆယ်မဲ့ကားသုံးစီးပေးနိုင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့တိုးတက်လာမှုကိုပြချင်တာထက်ကျွန်တော်တို့ပေါ်မှာကျေးဇူးရှိခဲ့ဘူးသောလူတွေကိုတန်ဖိုးထားတဲ့လူအချင်းချင်းတန်ဖိုးထားတဲ့လူတွေကိုလေးစားတဲ့ကျွန်တော်တို့ရဲ့မိသားစုတစ်ဖွဲ့ဆက်ဆံရေးကိုအဓိကပြချင်တာဖြစ်ပါတယ်โอเคအဲ့ဒီအချိန်မှာကျွန်တော်အတွက်ဒီယရနာလောကမှာနေရာတစ်ခုရဖို့အတွက်ကျွန်တော်တို့ရန်ဘလောက်တော်တော်ကျွန်တော်တို့လမ်းညွန်ပြသပေးတဲ့နေရာပေးတဲ့သူမရှိရင်ဘယ်လို့မှမဖြစ်နိုင်ပါဘူးကျွန်တော်လွန်ခဲ့တဲ့အဲ့ဒီစင်တောင်မှာတဲ့ဒီအကျဉ်းတစ်ထောင်မှားခဲ့ပေမဲ့1000တစ်ချိန်မြောက်ကြမှာအောင်မြင်မှုတစ်ခုရခဲ့တာပဲတဲ့သူ့အနေနဲ့လည်းဝန်ထမ်းပေါင်းမြောက်များစွာမွေးခဲ့ပေမဲ့ရှေ့ဝန်ထမ်းတွေစောနာတောကလာတက်လာတဲ့ကလေးတွေစသည်ဖြင့်ပေါ့နော်ဘလို့အောင်မြင်မှုတွေမရခဲ့ပါလေစေအောင်မြင်တဲ့တပည့်တယောက်ကိုမွေးထုတ်ပေးရင်ကိုသူကျေနပ်ပါပြီတဲ့အဲ့တော့ကျွန်တော်စိတ်ထဲမှာအဲ့ကနေမှရှိတာတစ်ခုကဆရာမွေးအောင်မြင်အောင်မွေးထုတ်ပေးနိုင်တဲ့တပည့်ငါဖြစ်စေရမယ်ငါဖြစ်ချင်တယ်ဆိုရက်စိတ်ခံစားမှုတစ်ခုအဲ့ချိန်ထဲမှာပြင်းပြင်းပြပြရှိခဲ့တယ်ကျွန်တော်ဆရာဖြစ်ချင်တဲ့ရည်မှန်းချက်မမဘူးမှန်နေစေရမယ်ဆိုတော့ကျွန်တော်ပြချင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ကြိုးစားခဲ့ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ဆရာ
ဘယ်တော့မှကွက်တက်လေးမရှိတဲ့ဆရာကိုကျွန်တော်တို့ဒီနေ့ဒီချိန်မှာကာရဝါပြုရှိခိုးပေးရသေးဆရာကျွန်တော်ဆရာဦးထွန်းထွန်းအတွက်လက်ခုပ်တီးပြီးဂုဏ်ပြုပေးကြပါခင်ဗျာဆရာတို့လက်ခုပ်တန်းဖြတ်ပြင်းပြထွက်ကြကြပါတယ်အဖေကျေးဇူးတင်မယ်ကျေးဇူးရှိရှိသေးတယ်ကျွန်တော်ရန်ကုန်စားရောက်တဲ့အချိန်မှာဆရာစီမှာတစ်နှစ်လောက်ပြီးတော့ဆရာကတစ်နှစ်ပြီးတော့ကြတော့သူနိုင်မင်းအရေးချင်းနဲ့မင်းဖြစ်နိုင်တယ်မင်းကိုယ်ပိုင်လုပ်ငန်းခွဲတော့လို့ပြောတဲ့အချိန်မှာမှန်တိုင်းပြောရင်ကျွန်တော်တို့မိဘတွေဒီလဲရှေးစကြိုမှာမရှိမရှားရရပါနံပါတ်1မဟုတ်တော့မှပိုးနောက်ဆုံးပိတ်လည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကကျွန်တော်မိဘတွေကိုဒုက္ခမပေးချင်ဘူးကျွန်တော်အတွက်ဝင်တော့ဝင်ဖို့မဖြစ်စေချင်ဘူးအဲ့ချိန်မှာကျွန်တော်တိုင်ပင်ဖြစ်တာကျွန်တော်အမကိုတိုင်ပင်ဖြစ်တယ်ကျွန်တော်တို့လိုဘွဲရကာသာလူငယ်တယောက်အလုတ်ကင်လုပ်ဖို့လုပ်ငန်းတစ်ခုလုပ်ဖို့အရင်ကြီးလိုတယ်အဲ့ဒီချိန်မှာကျွန်တော်အမမာလဲအရန်ချမ်းသာအရန်ပေါ်များနေလွန်းလို့မဟုတ်ပါဘူးဒါပေမဲ့အားမောင်လေးကိုဖြစ်စေခြင်းတယ်ဆိုတဲ့စိတ်နဲ့သူမျိုးသားနိုင်ငံခြားပြန်လာတဲ့ခါမှာရတဲ့ဒေါ်လာလေးကိုထုတ်ပြီးတော့ကျွန်တော်ကိုပေးတယ်အားမောင်မင်းကိုငါချီးတာမဟုတ်ဘူးနော်ချီးရင်ပြန်ဆက်ရမှာမင်းကိုငါအောင်မြင်စေချင်တာဒီပတ်စံပြန်မဆက်လဲရတယ်မင်းလှုပ်လို့ရှုံးသွားလဲအမအတွက်နှမျောတာတော့နှမျောတာပေါ့ဒါပေမဲ့မင်းအောင်မြင်သွားရင်အမကျေနေတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ကိုပြေတောင်မြောက်ပေးခဲ့တယ်ပြီးရင်ငယ်ငယ်ကလေးမှနေပြီးတော့အခုချိန်ထိကျွန်တော်တို့အမြဲတမ်းစိတ်ပူပေးတယ်ကျွန်တော်တို့အမြဲတမ်းစိုးရိမ်စိတ်တွေနဲ့တင်ပေးတယ်ပြင်ပေးတယ်ကျွန်တော်ကိုသူနိုင်ငံခြားပြန်လာလို့စုထားတဲ့ငွေကြေးလေးကိုလည်းထုတ်ပေးတဲ့အချိန်မှာလည်းနှမျောတွန့်တည်ခြင်းကန့်ကွက်ခြင်းမရှိဘဲနဲ့ကြီးကြီးပြူပြူအမရဲ့ဆန္ဒနဲ့အညီစွာဦးစားပေးခဲ့တဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်အကိုဦးဝင်းကြိုင်နဲ့အမအသက်သက်ဝင်ကိုလည်းကျွန်တော်ကာရဝါပြုချင်ပါတယ်ခင်ဗျာကြိုးစားပါမယ်မှာကျွန်တော်မှတော့လက်ကုပ်တန်းဖြတ်ပြင်းပြင်းလေးထပ်ကြပါရစေနောက်ထပ်ကျွန်တော်ဘဝမှာဒီရတနာလုပ်ငန်းကိုလုပ်ကင်နေပြီဒါပေမဲ့စိတ်ထဲမှာတော်ရုံတန်ရုံအားကြခဲ့တယ်တော်ရုံတန်ရုံဖြစ်ချင်ခဲ့တယ်ကိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့ပဲကျွန်တော်ယုံကြည်ထားတယ်ဒါပေမဲ့ကျွန်တော်ရဲ့အမရဲ့မိတ်ဆက်ပေးမှုနဲ့ပဲကျွန်တော်တို့ပတ်တိုင်းဆေးကုမ္ပဏီတစ်ခုမှာကျွန်တော်တို့ချိန်ပိုင်းဝင်လုပ်ခဲ့တယ်အဲ့ချိန်မှာအဲ့ဆေးကုမ္ပဏီရောက်သွားတဲ့အချိန်မှာကောင်းခြင်းမကောင်းခြင်းထက်ကျွန်တော်အရန်သဘောကျသွားတယ်အမတယောက်ရှိရယ်အဲ့ဒီအမစကားပြောတဲ့ပုံစံနဲ့ကျွန်တော်ကြိုက်တယ်အဲ့ဒီမှာဒီလိုစင်မြင့်ထက်တွေမှာစကားပြောတာမျိုးကျွန်တော်ငါလည်းပြောချင်တယ်ငါလည်းဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒတွေပြင်းပြတယ်
အဲ့တော့ကြောင့်မလို့ကျွန်တော်အချိန်ပိုင်းဒီယတနာလုပ်ငန်းစတင်လုပ်ကိုင်စင်မှာလည်းအချိန်ပိုင်းကျွန်တော်လုပ်ခဲ့ဘူးတယ်အဲ့ဒီလုပ်ခဲ့စဉ်တုန်းကလည်းကျွန်တော်စိတ်ထဲမှာဒီလူတွေမြောင်များစွာကိုရှင်ဖတ်ချင်းချက်ပြင်ထိုးသလိုမျိုးတယောက်နဲ့တယောက်မောင်နှမလိုမျိုးညီမတွေလိုမျိုးညီကိုတွေလိုမျိုးချစ်ခင်အောင်ပေါင်းသင်းဆက်ဆံတတ်တဲ့ပညာပြဿနာတွေကိုအခက်အခဲတွေကိုဘယ်လိုပဲဖြစ်ဖြစ်ရင်ဆိုင်ဖြစ်ရှင်းနိုင်ဖို့ခွင့်အားပေးတဲ့ mindset တွေချိန်မှုတွေလူတယောက်ကိုစိတ်သက်မြင့်တင်လာအောင်စိတ်သက်ကြနေလို့ရှိရင်ကျွန်တော်တို့ကဘလောက်ပဲပတ်စံရှိရှိလှုပ်ဖို့ခက်ခဲပါတယ်ဘလောက်ပဲချမ်းသာစိတ်သက်ကြနေရင်လည်းကားပဲလူတယောက်စိတ်သက်ကြနေတာတော့စိတ်သက်တွေမြင့်တင်လာအောင်ကျွန်တော်တို့အမြဲတမ်းအားပေးခဲ့တဲ့အမတယောက်ရှိတယ်အဲ့ဒီအမကတော့ကျွန်တော်တို့အတူတူတရုတ်တိုင်းစေးကုမ္ပဏီမှာအချိန်ပိုင်းလုပ်ခဲ့တဲ့အမအစစ်စစ်ဖြစ်ပါတယ်အမကိုကျွန်တော်ရမ်းချစ်ပါတယ်လက်ချိန်ဖြစ်ဖြစ်ရေတန်းလေးစားနေတယ်အမကျေးဇူးတင်ပါတယ်နော်3နှစ်တာလောက်အတွင်းမှာကျွန်တော်တို့တွေအတူတူငိုခဲ့ဦးတယ်ကျွန်တော်တို့တွေအတူတူပျော်ခဲ့ဦးတယ်အဲ့လိုအချိန်တွေတိုင်းကျွန်တော်ရှေ့မှာအမြဲတမ်းရပ်တည်ခဲ့တယ်ကျေးဇူးအများကြီးတင်တယ်ပါမဆင်တွေလက်ခုပ်တန်းခပ်ပြင်းပြင်းလေးဂုဏ်ပြုပေးကြပါအောင်ခင်ဗျာနောက်ထပ်ကျေးဇူးတင်ရမယ့်သူတဦးရှိပါသေးတယ်အဲ့ဒါကတော့ဘယ်သူလဲဆိုရင်ကျွန်တော်တို့လင်မယားနဲ့အရန်လဲချစ်တယ်အရန်လဲရံဖြစ်တယ်အရင်တော့ပေါ့အိမ်တော်မကြခင်မှာသမီးစားဘွားမှာအရန်ကျွန်တော်တို့တယောက်နဲ့တယောက်ချစ်တဲ့စိတ်နဲ့တဝန်တိုးတယ်တယောက်နဲ့တယောက်အကျဉ်းသားတွေပိုးစေခြင်းတယ်နားလည်မှုလွဲပြီးတော့အစင်မပြေဘူးပေါင်းများစွာရှိခဲ့ပါတယ်ဒါပေမဲ့အဲ့လိုအချိန်တွေမှာလဲကျွန်တော်တမတ်ဆိုတာထက်သားတယောက်လိုမျိုးပဲမေတ္တာပေးတယ်ပြီးရင်ကျွန်တော်အမျိုးသမီးရဲ့စိတ်ကိုလည်းတွင်တင်ဆုံးမပေးတယ်ဖြောင်းဖျပေးတယ်ကျွန်တော်မျိုးသမီးဒီလိုလိမ္မာရေးချရှိအောင်ဒီချိန်ထိနာမည်ပြမရှိအောင်ပြုစုပြောထောင်လာတဲ့ကျွန်တော်ရဲ့နောက်ခဏနဲ့ရခမဖေနဲ့မေကိုလည်းကြောချင်ပါတယ်ဖေနဲ့မေကျေးဇူးတင်ပါတယ်ဒီလိုသမီးမျိုးလေးမွေးပေးတဲ့အတွက်ဒီလိုကျမ်းမာတက်ဆွေးနေတယ်ဒီလိုသမီးကောင်းတယောက်မွေးထုတ်ပေးတဲ့အဖေနဲ့အမေတို့လက်သွတ်တန်ခပ်ပြင်းပြင်းလေးကြားချင်ပါတယ်ကျွန်တော်တို့အချိန်ကုန်ငွေကတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရင်ထဲမှာဂျေဇူးတင်ထိုက်တဲ့သူတွေအများကြီးရှိပါသေးတယ်ကြံခဲ့ရင်တောင်းပန်ပါတယ်ဒါပေမဲ့စိတ်ထဲမှာအများကြီးရှိပါသေးတယ်ကျွန်တော်တို့ဒီလိုမျိုးနေရာတစ်ခုရောက်ဖို့ဆိုတာကျွန်တော်တို့ထောက်ပံ့တဲ့သူတွေလည်းအများကြီးရှိမှရမှာပံ့ပိုးတဲ့သူတွေလည်းအများကြီးရှိမှရမှာ
ကျွန်တော်ဒီရန်ကုန်ဒီလုပ်ငန်းကိုစလုပ်တဲ့အချိန်မှာအိမ်ကမှာလိုက်တယ်3နှစ်မပြေမချင်းမင်းစိတ်ကြိုက်လို့3နှစ်ပြည့်ပြီဆိုရင်တော့ပြန်စဉ်းစား3နှစ်ပြည့်လို့မှမအောင်မြင်ဘူးဆိုရင်တော့ပြောင်းရင်ပြောင်းဒါပေမဲ့3နှစ်မပြည့်ခင်တွင်တော့ငါမောင်ငါသားအောင်မြင်အောင်လုပ်ပါအဲ့ဒီတော့တွင်မှာမင်းစီကဝင်ငွေလည်းမမျှော်လင့်ဘူးဆိုပြီးတော့ကြတော့ကျွန်တော်အိမ်ရဲ့ဒီစီးပွားရေးကိုကျွန်တော်ကောင်းကောင်းလုပ်နိုင်ပါစေကောင်းကောင်းပညာသင်ပေးနိုင်ပါစေဆိုပြီးတော့အကိုကြီးဆုံးနာမကျန်းဖြစ်တဲ့ချိန်အဖေနာမကျန်းဖြစ်တဲ့ချိန်ကျွန်တော်ဒီရန်ကုန်ကနေပြီးတော့တက်ဆုပ်ပြီးတော့ငါနဲ့ငါပြန်တော့မယ်ဆိုပြီးတော့အထုပ်ထုတ်ပြီးအိမ်ပြန်ခဲ့တဲ့အချိန်တောင်မှလက်မခံမနဲ့မဟုတ်ဘူးမင်းလန်းเจ้าမင်းရအောင်ရှောက်ကျန်တာလှဲ့မကြည့်နဲ့ငါညီဆိုပြီးတော့ကျွန်တော်လမ်းကြောင်းမှအောင်ကူညီပေးခဲ့တဲ့နောက်ခံတွန်းအားပေးခဲ့တဲ့ကျွန်တော်ညီကိုမောင်မတွေအတွက်လည်းလက်ခုပ်တန်ခပ်ပြင်းလေးကြားချင်ပါတယ်ကျွန်တော်တို့ဒီပွဲမှာကျွန်တော်မျိုးသမီးရဲ့ဆရာတွေကိုလည်းကျွန်တော်တို့ဖိတ်ဖို့စီစဉ်ပါတယ်ဒါပေမဲ့ဟိုးကချင်ပြည်နယ်မှာဖြစ်နေတဲ့အတွက်ကြောင့်မလို့မရောက်လာနိုင်တဲ့အကြောင်းမျိုးကြောင့်ရောက်ဖို့အဆင်မပြေတဲ့ဆရာတွေကိုလည်းကျွန်တော်တို့ဒီနေရာနေကားပြုပါတယ်ကျွန်တော်တို့ဒီလိုမျိုးကျေးဇူးတင်စကားတွေပြောနိုင်ဖို့အတွက်ကျွန်တော်တို့ယုံကြည်စွာအားပေးခဲ့တဲ့ဒီလိုမိကောင်းဆွေကောင်းတွေမရှိခဲ့ရင်ကျွန်တော်ဒီလိုမျိုးပြောပြခွင့်တောင်ရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ဒီခမ်းမတဲ့ကိုရောက်နေတဲ့သူတွေတော့ကျွန်တော်တို့ဒီပွဲကိုမလာနိုင်ပဲ TV ကနေစောင့်မျှော်ကြည့်ရှုနေကြတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်တို့မိတ်ဆွေတွေတက်လက်ခုပ်တန်းခပ်ပြင်းလေးကြားကြပါတယ်ကျွန်တော်တို့ဒီလိုအောင်မြင်မှုတွေကိုဒီမှာရှိနေတဲ့မိတ်ဆွေတွေကမျက်မြင်ကိုယ်တွေ့မြင်ရပါတယ်ကျွန်တော်အဖေနဲ့မေမြင်နေခြင်းတယ်တမလွန်ကနေမြင်နိုင်ပါသေးလို့လဲစုမုံကောင်းတောင်းပါတယ်ဖေနဲ့မေကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ထပ်စီစဉ်ကောင်းတွေနဲ့ထပ်မံလာပါမယ်ခင်ဗျာ